Hello အားလုံးမင်္ဂလာပါအခုဆိုရင်မိုးသက်လာအိုနိုင်ငံရောက်ရှိနေပါတယ်မိုးသက်တို့ညနေခင်းလေးမှာချန်ဒူးမာလာဟော့ဘော့ကိုသွားစားဖြစ်ပါတယ်ရှမ်းများဝိုင်းခဏစားတော့စားတယ်ဟိုကြက်လောက်ဝင်နော်ဘန်ကောက်ကတငယ်ချင်းတွေကလည်းထပ်ရောက်လာတဲ့အတွက်မိုးသက်တို့ချန်ဒူးမှာသွားစားတာ2ညတော့ဖြစ်သွားတယ်ပေါ့နော်အဲ့ရွက်စားလို့ရပြီလားအဲ့ရွက်ရတော့ပြီယူလိုက်ပါမစလုံးမှာဟောရှိရဲ့ပါလေရလားမရအမဒီမရာဒီယာနဲ့သူကပို့ရဲ့ခဏပို့ရပါညီမရပြီလာလိုက်နေလို့တကယ်ဆယ်လိုက်ပါဇွန်ပိတ် I want to eat this yes 我打配加爸爸。ဒီထဲမှာ ဆိုရင်စားနေနဲ့မီးပြတ်သွားတာပါ ဟဲ့တစ်ခါလိုက်တော့ဒီပဲမြင်ရတယ်โอเคပါနောက်ထပ်ဗီဒီယိုတစ်တွေမှာထပ်တွေ့ကြမယ်နော်တတ်တာ